နာဂတ်မြို့တော်အိမ်မက်နဲ့လက်တွေ့ကားတွေမရှိဘူးလမ်းမတွေမရှိဘူးကာဗွန်ထုတ်လွှတ်မှုလုံးဝမရှိတဲ့မြို့တစ်မြို့ဟုတ်ပါတယ် Saudi Arabia နိုင်ငံကကမ္ဘာကိုတုန်လှုပ်စေခဲ့တဲ့အနာဂတ်မြို့တော်ကြီးဒလိုင်းနဲ့အခုလက်ရှိဖြစ်နေတဲ့အခြေအနေတွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်မူလအစီအစဉ်အရဒီစီမံကိန်းဟာဆိုရင်ဂန္ဓာရကိုဖြတ်ပြီးမိုင်100ကီလိုမီတာအပြင်180ရှည်လျားမယ်အမြင့်မီတာ900ရှိတဲ့မှန်တတိုင်းကြီးနှစ်ခုကြားမှာတည်ဆောက်မယ်မြို့တစ်မြို့လုံးရဲ့စွမ်းအင်100ရာခိုင်နှုန်းကိုပြန်လဲပြဖြိုးမြဲစွမ်းအင်တွေဖြစ်တဲ့နေရောင်ခြည်နဲ့လေစွမ်းအင်တွေကနေပဲရယူသုံးစွဲမယ်မြို့အစအဆုံးကိုမိနစ်20နဲ့အရောက်သွားနိုင်တဲ့ကြီးစံရထားတွေထည့်သွင်းပြီးလူဦးရေ9တန်းအထိနေနိုင်မယ်လို့ကြေညာခဲ့တာပဲဖြစ်ပါတယ်ဒေါ်လာ900ဘီလီယံမကကုန်ကြမဲ့ဒီစီမံကိန်းရဆိုရင်လူသားတွေရဲ့ဘိတုကသမိုင်းမှာအံ့ဩစရာအကောင်းဆုံးနဲ့အကြီးမားဆုံးအိမ်မက်တစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့ဒီအိမ်မက်ကြီးဟာဆိုရင်အကြီးမားဆုံးလက်တွေ့စင်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်ဒီပညာအခက်အခဲတွေကုန်ကျစရိတ်တွေနဲ့ဘတ်ဂျက်လိုအပ်ချက်တွေကြောင့် Saudi အစိုးရဟာဆိုရင်ဒီစီမံကိန်းကိုတိတိတတ်တာရှော့ချလိုက်ရပါတယ်ဒါအပြင်တဘာဝပတ်ဝန်းကျင်ပညာရှင်တွေကလည်းဒီလိုမှန်တိုင်းကြီးဟာဒေသခံငှက်တွေနဲ့တောရိုင်းတိရစ္ဆာန်တွေအတွက်အန္တရာယ်ရှိနိုင်တယ်လို့ထောက်ပြကြသလိုအင်ဂျင်နီယာအချို့ကလည်းဒီလောက်ကြီးမားတဲ့နည်းပညာမဲ့အဆောက်အဦကြီးကိုအကောင့်အထည်ဖို့တန်တရားဝင်နေကြဆဲဖြစ်ပါတယ်မူလက2030ခုနှစ်မှာ180ကီလိုမီတာအပြီးဆောက်မယ်လို့ယာထားပေမဲ့အခုတော့1.4ကီလိုမီတာခန့်ကိုပဲအဓိကထားတည်ဆောက်နိုင်တော့မယ်လို့ဆိုပါတယ်။ဒီပြင်မှာလည်းလုပ်ငန်းစဉ်အများစုကိုခေတ္တဆိုင်းငံ့ထားရပြီးဘတ်ဂျက်တွေကိုရေပေါ်စက်မှုစုံလို့အကောင့်အထည်ဖော်ရပို့လဲတဲ့စီမံကိန်းတွေဘက်ကိုပြောင်းလဲရပါတယ်။စီမံကိန်းတစ်ခုလုံးကိုဖျက်သိမ်းလိုက်တာမဟုတ်ပေမဲ့မူလမှန်ထားတာတဲ့နှစ်ပေါင်းများစွာပုံမကြာမြင့်သွားကမြို့တော်ကြီးအပြည့်အဝပေါ်ပေါက်လာဖို့2045-2050ခန့်မှသာမျှော်မှန်းနိုင်တော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်